အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကနေ့စဉ်အသုံးပြုနေတဲ့လျှက်စစ်ဖို့အားဗိုလ်ထိပ်တွေအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့လျှက်စစ်ကို extra low voltage အဖြစ်80 voltage အောက်ကိုသတ်မှတ်ထားပါတယ်ဖို့အားနေ low voltage အဖြစ်80 voltage ကနေ600 volt ကြားကိုသတ်မှတ်ထားပါတယ်အလဲလက်ဖို့အား medium voltage အဖြစ်1 kV ကနေ33 kV ကြားကိုသတ်မှတ်ထားပါတယ်ဖိုအားမြေ high voltage အဖြစ်33 kV ကနေပြီးတော့220 kV ကြားကိုသတ်မှတ်ထားပါတယ်။ဖိုအားလုံး extra high voltage အဖြစ်220 kV ကနေ960 kV ကြားကိုသတ်မှတ်ထားပြီးတော့ ultra high voltage အဖြစ်800 kV အထက်တွေကိုဖိုအားသတ်မှတ်ထားပါတယ်။ International Standard IEC ရဲ့ Standard Voltage သတ်မှတ်ချက်အရ extra low voltage ကို alternating current system မှာ50 volt အောက် direct current system မှာ120 volt အောက်ကိုသတ်မှတ်ထားပါတယ်။ Electrical short အရာ EMV system မှာ low risk ထိခိုက်မှုအနေငယ်သာဖြစ်နိုင်ပါတယ်။ EMV system ကို CCTV data system, network system, AC to DC ပြောင်းလဲအသုံးပြုတဲ့ network system တွေမှာအတွေ့အများပါတယ်။ Low voltage ကို IEC standard မှာ AC system မှာ50 volt ကနေ1000 volt ကြား DC system မှာ120 volt ကနေ1500 volt ကြားကိုသတ်မှတ်ထားပါတယ်။ Low voltage system မှာ short ဖြစ်တဲ့အခါမှာလူကိုတက်လိုက်ခြင်းကိုဖြစ်ပွားနိုင်ပါတယ်။မြန်မာနိုင်ငံမှာအသုံးပြုတဲ့ single phase 230 volt 3 phase system 400 volt က low voltage ရဲ့သတ်မှတ်ချက် range အတွင်းမှာဝင်ရောက်ပါတယ်။ IEC standard မှာ high voltage ကို AC system မှာ1000 volt အထက် DC system မှာ1500 volt အထက်ကိုသတ်မှတ်ထားပါတယ်။ High voltage system က electrical short အရာလူကိုတက်လိုက်ခြင်းအပြင်အသက်အန္တရာယ်ပါရှိနိုင်တဲ့အတွက်ကြောင့် high voltage system နဲ့အလုပ်လုပ်တဲ့အခါမှာ Q design ကင်တွယ်အသုံးပြုရပါတယ်။အားလုံးပဲအခုဗီဒီယိုလေးကိုကြည့်နေသက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အခုလိုဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်